ကဲတကယ်ချင်းပြောမရန်ကုန်လာတဲ့ကိစ္စ ငါရန်ကုန်လာတဲ့ရည်ရွယ်ချက်ကကွာငါတင်တန်းနေတက်မယ်ပြီးရင်ငါဂျပန်သွားမယ် ဟာကောင်းလိုက်တာတကယ်ချင်းဟာကောင်းတယ်လူဆိုတာကိုတိုးတက်ရတိုးတက်ကြောင်းကိုရေကြီးရမျက်နှာရရှာဖွေစားတော့ရတာပဲကောင်းတယ်ဒါနဲ့ဟိုဘာသင်တန်းလဲကွန်ပျူတာသင်တန်းလား AI နည်းပညာသင်တန်းလားဒါမှမဟုတ် IT လားပါလေ ရေပိုက်ပင်တင်တန်း ဟေးကောင်းတာဟောဒီပိုက်ပြင်သင်တန်း အေးဟုတ်တယ်အဲ့ဒါငါအိမ်မက်ပဲလေကွာတနေ့ရေပိုက်ပင်ဆရာကြီးဖြစ်အောင်လုပ်မယ်ပြီးရင်ငါနိုင်ငံခြားသွားမယ် တကယ်ပြောနေရလား ဟာတကယ်ဘောဟာ မင်းကမလေးစားပဲကိုမနေနိုင်တော့ဟင်းရောက်ရေ အေးလေလူဆိုတာဒီလိုပဲကိုယ့်ဘဝတိုးတက်ရတိုးတက်ကြအောင်ကိုတိုင်ပဲရှာဖွေရတာပဲလေ မင်းကိုရွဲ့နေတာရွဲ့လို့ရွဲ့မှလည်းမသိဒါနဲ့မင်းမိတ်ဆက်ပေးအောင်မင်းမခဏလာအောင်ကွာ ဘာလဲ ဒါငါမိမခုခုတဲ့ ဩသူလေးကခူးခူးတဲ့လားဟာဟဲ့မင်းအိမ်မှာရောရေပိုက်တွေပါပြင်စရာမရှိဘူးလား ဘာပြောလဲအေးရှင်တို့အေးရှင်တို့အေးရှင်တို့ အော်ဟုတ်ဘာကိစ္စမှရှိလို့လဲရှင် ကျွန်တော်ဒီကလေရေပိုက်ပြင်မှုခေါ်လာလို့ပါဗျ အော်ဟုတ်ခေါ်ရရရှင်အော် ရေပိုက်ကဘယ်နှမပြန်ရမှာလဲမသိ ဟာ ဘူး နောက်ဖေးမှရှင် ဟောဟုတ်ကဲ့အဲ့ဆိုကျွန်တော်သွားပြင်လိုက်မယ်နော် ဟောအော်ဒါနဲ့လေဟိုဘယ်လောက်ကြာမှလည်းမသိဘူးနော်